မင်္ဂလာပါရှင်ကျွန်တော်ဒီနေ့မျှဝေပေးချင်တာလေးကကျွန်တော်တို့ကဒီဖောက်နေရဲ့ပေါ့နော်ကာလာတွေ site တွေဆဲတွေရဲ့ကာလာတွေမျိုးတွေကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်ပေါ့နော် style တွေကိုပြောင်းကျင်တယ်ဆိုရင်များတော့အပြင်ကတော့ဒီမှာ select မှတ်ကျွန်တော်တို့ဒါကိုပြောင်းကျင်တယ်ဥပမာဆိုပါဆိုဒီကောင်လေးကိုပြောင်းကျင်တယ်အနီရောင်လေးပေါ့နော်စာဖောက်ကိုအနီရောင်လေးပြောင်းကျင်တယ်ဒီလိုလေး select မှတ်ပြီးသွားလောက်ကြတယ်ဒါမှမဟုတ်ဘူးဆိုရင်ဒီပုံစံလေးကိုဒီအောက်မှာဖြစ်ချင်တယ်ဆိုရင်ဒါလေးကို select map ဒီ format painter နဲ့ယူပြီးလုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကအဲ့လိုမျိုးမဟုတ်ဘဲနဲ့နောက်တနည်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုကနန်းနေစာသားတွေကိုကျွန်တော်တို့ file နဲ့ရှာပြီးတော့ replace နဲ့အစားထိုးတယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးလဲ color တွေကိုလည်းအစားထိုးလို့ရပါတယ်အဲ့ဒါကလည်းကျွန်တော်တို့ file and replace ထဲမှာပါပြီးသားဖြစ်ပါတယ်အဲ့လေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပေးမှာဖြစ်ပါတယ်အဲ့ဆိုတော့ဥပမာဆိုကျွန်တော်ကဒီထဲမှာပေါ့နော် file and ပုံထဲက editing က file and replace တဲကိုသွားလိုက်မယ် file ပေါ့နော်အဲ့ file ကိုယူလိုက်ပြီဆိုရင်ဒီမှာပုံမှန်ဆိုကျွန်တော်တို့ကဒီမှာစာသားလေးရိုက်ပြီးရှာတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အဲ့ဒီစာသားကိုအသုံးမပြုဘဲနဲ့ကျွန်တော်တို့ကဒီဘက်က format ကိုယူပါမယ်ဒီမှာဆိုရင်တော့လောလောဆယ်ဘာမှမလုပ်ထားတဲ့အတွက် no format set ဆိုပြီးရှိမယ်အဲ့ဒီ format ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ file format ဆိုပြီးရှာလာမယ်နော်အဲ့ဒီထဲကိုမဝင်ဘဲနဲ့ဒီညာလေးကိုလည်းနှိပ်လိုက်မယ်ဆိုရင်တော့သူက format ထဲကိုလည်းတွားလို့ရတယ်ပြီးတော့ choose format font size ဆိုတာလေးရှိတယ်အဲ့ဆိုတော့ကျွန်တော်ကဒီကိုကအယောင်တွေကိုမှတ်မိနေဆိုတော့ format နဲ့တော့တုံးလို့ရတယ်ဒီမှာ format ကိုဝင်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွေးချင်တဲ့အယောင်ကိုရှာချင်တဲ့အယောင်ကိုရွေးအဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဘာဖောက်မှန်းတည်ကြကြဒီထဲမှာမတဲကွဲတော့ဘူးဆိုရင်ဒီ choose format font size ကိုရွေးလိုက်ပြီဆိုဒီလိုဗာလေဘောပင်ပုံလေးပေါ်လာအဲ့ကြတော့မှကျွန်တော်တို့ကဒီအမဲရောင်လေးပေါ့အမဲရောင်ဆိုဒီပုံစံလေးပေါ့နော်အမဲရောင်နဲ့အနီရောင်စလုံးလေးအမဲရောင်နဲ့အနီရောင်စလုံးလေးကိုရှာမယ်လို့ပြောလိုက်တာအဲ့ပြီးတော့ replace မှာကျွန်တော်တို့ဘယ်လိုပုံစံအစားထိုးခြင်းတယ်လဲပေါ့နော်ကျွန်တော်တို့အစားထိုးခြင်းတဲ့ပုံစံကိုကျွန်တော်တို့ရွေးမယ် format ထဲကိုရွေးမယ်ပြီးရင်ကျွန်တော်ကဒီနေရာမှာဒီအပြာရောင်လေးယူမယ်ပေါ့နော်အဲ့ဒါပြီးရင် font color ကိုကျွန်တော်တို့ change ရင်လည်းရသေးတယ်font color ကိုကျွန်တော်ကဘာရောင်လေးယူလိုက်မလဲဆိုတော့ font color ကိုကျွန်တော်အဖြူလေးထားလိုက်မယ်နော်ဒီအောင်အဖြူလေးပဲထားလိုက်မယ်နော်အဖြူလေးထားလိုက်မယ် okay အဲ့ဆိုတော့ဒီပုံစံလေးချိန်တော့ဒီပုံစံကနေဒီပုံစံလေးချိန်တော့မှ replace all ဒီမှာဆိုရင်လာပြီးတော့ချိန်သွားပြီဖြစ်ပါတယ်ဒီလိုမျိုးလေးတွေနဲ့ဒါ font color တွေဆဲ color တွေကိုလာချိန်လို့လည်းရတယ်နောက်ထပ်ကကျွန်တော်တို့ကဒါလေးကိုကျွန်တော်တစ်ချက်ပေးလိုက်မယ်နောက်ထပ်ကျွန်တော်ကဒီကောင်လေးကိုအယောင်လေးပေါ့နော်ဒီပုံစံလေးကိုအယောင်လေးချိန်လိုက်မယ်ဥပမာဒါလေးကိုဘိုးလုပ်လိုက်မယ်ပေါ့နော်ဒီကောင်လေးကိုဘိုးလုပ်ထားမယ်ပြီးတော့အနီရောင်လေးပြောင်းထားမယ်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်က select ဖြုတ်မယ်ပေါ့နော်select ဖြုတ်ပြီးတော့ file နဲ့ replace တဲကိုသွားလိုက်မယ် file ကိုရွေးမယ်ပြီးတော့ဒီကောင်လေးကရှိနေတယ်အဲဆိုတော့ကျွန်တော်တို့ကဒါကိုရှာပြန်ဖြတ်မယ်အဲဆိုရင်ဒီကောင်ကို clear ဖြစ်ချင်တယ်ဆိုဒီမှာ clear file format ဆိုတာလေးကိုရွေးလိုက်ပါ okay အဲ့ဒါပြင်ကျွန်တော်တို့ format ထဲမှာကျွန်တော်တို့ရှာမှာက font ကကျွန်တော်ဒီမှာဆိုမှတ်မိတယ်ဟုတ်တယ်နော်ဘိုးလောက်ထားတယ်ပြီးတော့အနီရောင်ချဲထားတယ်ပေါ့နော်အဲဆိုတော့ဒီမှာအနီရောင်ချဲပြီးဘိုးလောက်ထားတာလေးကိုကျွန်တော်တို့ရှာမယ်လို့ပြောလိုက်မယ် okay အဲ့ပြီးကျွန်တော်တို့အစားထိုးမယ်ဘာနဲ့အစားထိုးမလဲ replace ကိုသွားမယ်အစားထိုးမှာဒီမှာလည်းအဲ့ဒီနှစ်ကိုရှိနေတဲ့ဟာရှိနေရင် clear လုပ်လိုက်မယ်အဲ့ပြီးရင် format ထဲကိုဝင်မယ်ကျွန်တော်ကဒီနေရာမှာတော့ဘိုးနဲ့ item link လုပ်မယ်နော်အဲ့ပြီးတော့အရောင်ကတော့ဘာမှမထားတော့ဘူးပေါ့အနက်ရောင်လေးပဲထားလိုက်မယ်လို့ပြောလိုက်မယ် okay အဲ့ပြီးရင် replace all ဒီမှာဆိုရင်အနက်ရောင်လေးပဲပြောင်းသွားပြီဖြစ်ပါတယ်နော်အနက်ရောင်လေးပဲဖြစ်သွားပြီဘိုးပဲလောက်တဲ့ဘိုးအနက်ရောင်လေးလာပေါ်နေတယ်ဖြစ်ပါတယ်နော်ဒီလိုပုံစံမျိုးလေးတွေနဲ့font color လေးတွေကို font color လေးတွေရောင်ချယ်လို့ရတယ်ဆဲ color လေးတွေ font color တွေ font size ဟိုပေါ့နော် font style လေးတွေကို file and replace နဲ့အစားထိုးလို့ရဖရှာပြီးတော့မှအစားထိုးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်